မင်္ဂလိတယောက်ရဲ့တန်ဖိုးကအသက်20ဆိုရင်မင်းကိုမင်းမကြောက်ရှောင်းကာကွယ်ဖို့ပါလူအောက်ဆက်ကန်ဆိုတဲ့ဟုတ်ပဲမကောင်းတာမင်္ဂလိတယောက်ရဲ့တန်ဖိုးကအသက်20ဆိုရင်ယောက်ျားလေးတယောက်ရဲ့တန်ဖိုးကပါလေလူတွေကမင်္ဂလိတယောက်ရဲ့တန်ဖိုးကိုငယ်ရွယ်မှုလှပမှုနဲ့မြန်ဆုံးဖြတ်တတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ယောက်ျားလေးတွေရဲ့တန်ဖိုးကိုတော့အသက်အရွယ်တစ်ခုအချိန်တစ်ခုနဲ့မဆုံးဖြတ်ကြပါဘူးကျွန်တော်တို့ယောက်ျားလေးတွေကိုဆုံးဖြတ်တာကသူဘယ်လောက်တင်ယူထားလဲသူဘယ်လောက်ခံနိုင်ရရှိလဲသူဘယ်လောက်တောင်းယူတက်လဲသူဘယ်လောက်တိုးတက်တယ်လဲဆိုတဲ့အရာတွေပုံမှာပဲဆုံးဖြတ်ကြတာများပါတယ်အသက်20မှာယောက်ျားလေးတယောက်ရဲ့တန်ဖိုးကအမြင့်ဆုံးမဖြစ်နိုင်သေးပေမဲ့အခက်အခဲတွေကြုံပြီးတော့ရင်တော့တန်ဖိုးတက်လာတာများပါတယ်ဒီနေရာမှာအသက်20မိနစ်တယောက်ရဲ့လှပမှုငယ်ရွယ်မှုကတန်ဖိုးဆိုရင်အသက်20ယောက်ျားလေးတွေတန်ဖိုးကကြိုးစားနေတဲ့အချိန်ပါဆိုတော့မင်းအခုတန်ဖိုးမရှိဘူးလို့ခံစားနေရရင်ဒါကမင်းအမှားလည်းမဟုတ်ဘူးလို့မင်းတန်ဖိုးမရှိရလည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့မင်းကတန်ဖိုးတည်ဆုံးနေတဲ့လမ်းပေါ်မှာရှိနေလို့ပါအကောင်းမြင်စိတ်ထားရဲဆိုတာပေါ်ပါနေမဟုတ်ပါဘူးမင်းကိုမင်းမကြောက်ရှောင်းကာကွယ်ဖို့ပါလူအများစုထင်နေတာအကောင်းမြင်စိတ်ထားတဲ့သူဆိုတာဘာမှမဖြစ်သလိုနေရတဲ့သူလို့ထင်နေကြတယ်ဒါပေမဲ့တကယ်တော့မဟုတ်ပါဘူးအကောင်းမြင်စိတ်ဆိုတာကအခြေအနေမကောင်းတာကိုမမြင်တာမဟုတ်ပါဘူးမိမိသားအခြေအနေကိုဘယ်လိုမျိုးထိုက်တော့တင်နေလဲဆိုတော့ရွေးချယ်တဲ့သူပါဥပမာတခုခုမဖြစ်သေးတဲ့အချိန်မကောင်းမြင်စိတ်ကမတက်ပါဘူးငါနောက်တစ်ခါဒီလိုပဲဖြစ်မှာလို့ဆိုပြီးတော့ပြောတတ်ပါတယ်ဒါပေမဲ့အကောင်းမြင်စိတ်ကတော့ဒီတစ်ခါမဖြစ်သေးဘူးဆိုရင်ငါပါမှားသွားလေငါဘာကိုပြန်ပြနေသေးလဲလို့မေးရင်လမ်းရှာတယ်ဒီနေရာမှာအရေးကြီးဆုံးကတော့မင်းရဲ့အမြင်နဲ့မိကုန်းတွေပါဒီအရာတွေကပဲမင်းရဲ့အနာဂတ်ကိုဆောက်ပြပေးမှာပါမကောင်းမြင်စိတ်နဲ့နေမယ်ဆိုရင်တော့အချိန်ကြာလေးလေးကိုတော့မယုံတာမျိုးတွေဖြစ်လာတတ်ပါတယ်အကောင်းမြင်စိတ်ကအရာရာမကောင်းရင်တော့ငါလုံးနေသေးတယ်ဆိုတာကိုရှာတွေ့တာပါအကောင်းမြင်စိတ်ထားခြင်းကအပြင်မဲ့ကြည့်ရင်တစ်ဖက်သူတည်းလည်းကောင်းတယ်လို့မင်းတက်ဆိုရင်လည်းပို့ပြီးတော့ထိရောက်ပါတယ်အောက်ဆက်ကန်ဆိုတဲ့ဟုတ်ပဲမကောင်းတာကိုတလို့တန်ရဝန်ထမ်းတစ်ခုရှိတယ်ချားတော့မဟုတ်ပါဘူးကျွန်တော်ရဲ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့ပေါ့လေကျွန်တော်ဗီဒီယိုတွေလုပ်တယ်တင်တယ်ဗီဒီယိုတွေလုပ်တယ်တင်တယ်အချိန်လေးနည်းနည်းကြာလာတယ်ဒါမဲ့ထင်သားသူဖြစ်မလာတဲ့အချိန်အခါတလေကျွန်တော်တွေးမိရပေါ့လေငါရဲ့ဗီဒီယို edit တာပဲမကောင်းတာလားအချို့ပြောနေတယ်ပထမ30စက္ကန့်ဆိုတော့ဟုတ်ပဲမကောင်းတာလားဒါမှမဟုတ်ကျွန်တော်ပြောနေတဲ့ topic စကားတွေကပဲလူတွေအတွက်အသုံးဝင်လားဆိုပြီးတော့တန်ရစိတ်ကိုဝင်လာခဲ့တယ်ဒီနေရာမှာကျွန်တော်တန်ရဝင်စီတာတခြားမဟုတ်ပါဘူးကျွန်တော်နှိုင်းရှိလို့ပါတခြားသူတွေနဲ့နှိုင်းရှိနေတော့ကိုယ့်ရဲ့လုပ်ရက်တွေပေါ်မှာတော့တန်ရဝင်လာခဲ့ရပေါ့လေဒါမဲ့ကျွန်တော်ကတန်ရဝင်လာတက်ပါလက်ရှိအရှုံးပေးဖို့တော့မဟုတ်ပါဘူးအကောဆုံးမဟုတ်ရင်တော့မှအစီအပြေဆုံးဖြစ်အောင်တော့ကျွန်တော်ဆက်လုပ်သွားမှာပါဒီနေရာမှာ brother တို့ဆိုရင်ရောဘယ်လိုဆုံးဖြတ်နေမလဲပေါ့